ဒါကတော့တယောက်စာလှုပ်ရှားတဲ့မုတ်စိန်ပေါင်းလေးပေါ့နော်ဒါလေးကို share လုပ်နေပေးမယ်ပေါဝင်ပစ္စည်းတွေကတော့ဆာမုတ်8စုံကောင်းကြီးမုတ်2စုံနဲ့ baking powder အနည်းငယ်စာအနည်းငယ်ဒါလေးတို့အရင်ဆုံးတမအောင်နေပြီးမယ်နော်ဒီမထည့်မနဲ့အရင်ဆုံးပေါဝင်ပစ္စည်းရဲ့6တွေကိုပဲအရင်ဆုံးထည့်ပြီးတော့မှနေပြီးမယ်အမောင်နေပြီးတော့ရင် portion တစ်ခုခွဲမယ်ပေါ့နော်ဒါလေးကတော့အဖြူအတွက်ပေါ့နော်အဖြူအတွက်ကပေါ့နော်ရေပဲထက်ထက်အုံးရေပဲထက်ထက်အုံးလို့ပဲထက်ထက်ရတယ်ပေါ့နော်ကိုကတော့ရေပဲသုံးလိုက်ပါတယ်ရေလေးကိုပြည့်ပြည့်ချင်းထည့်မယ်ဂျုံလေးကိုနေပြီးမယ်ရေလေးကိုပြည့်ပြည့်ချင်းထည့်မယ်အရင်ကြီးများသွားတာမျိုးလည်းဖြစ်ချင်ပေါ့နော်အဲ့တော့ရေတိုင်းကတော့မပြောပြထားပါဘူးရေကတော့ကိုနေတဲ့ဂျုံသားပေါ်မှာပဲကြည့်ပြီးတော့မှနေရတာဖြစ်တဲ့အတွက်မုတ်လေးအဲ့လိုလေးစုပ်ပေးလိုက်ရင်တော့ရပါပြီမုတ်လေးရစုပ်တဲ့အချိန်မှာမကွဲတော့ဘူးဆိုရင်တော့ရပါပြီဒါလေးကတော့ထညက်ရည်လေးပါထညက်ရည်လေးနဲ့ဒါအဖြူတဝက်အညိုတဝက်လောက်တာဆိုအညိုတော့ထညက်ရည်လေးတုံးလိုက်တယ်ပေါ့နော်အညိုလေးကအဲ့ဒါလေးကိုလည်းအတိုင်းမနေပြီးမယ်အရင်ကြီးမပြောရပါဘူးသူကတော့ဖွယ်ဖွယ်လေးဖြစ်နေရမယ်အဲ့ချိန်မှာကိုရဲ့ရုံသားလေးကလုံးလို့ရှိရင်ဆိုပဲလို့ရှိရင်မအပ်တော့ဘူးမကွဲတော့ဆင်းရပါပြီဒါလေးတွေကိုအရင်တော့အဖြူလေးတွေအရင်တော့ဒါစစ်ချမယ်ပေါ့နော်ဒါကစစ်မယ်အဖြူလေးတွေစကားစစ်ပြီးရင်တော့အဖြူတစ်ခါစကားစစ်မယ်အညိုတစ်ခါစကားစစ်မယ်ပေါ့နော်သူကနေအောင်လုပ်တော့ mix မလုပ်တော့ပါဘူးအဲ့ဒါပြီးရင်စစ်ပြီးတော့လို့ရှိရင်ကိုပေါင်းမဲ့ခွက်လေးထဲမှာပေါ့နော် plastic ခွက်ပဲဖြစ်ဖြစ်စတီးခွက်ပဲဖြစ်ဖြစ်ကောင်ထဲမှာထည့်ပြီးပေါင်းရပါတယ်အဲ့ဒါကိုရစာမုတ်လေးကိုထည့်လိုက်တယ်ပြီးလို့ရှိရင်ဒါကကိုအရင်တော့ပေါင်းထားတယ်ပဲပေါ့နော်ပဲသေးကိုထည့်လိုက်တယ်ပြီးပဲသေးပြန်ထည့်တယ်ပြီးရင်စာမုတ်ထည့်မယ်စာမုတ်လေးထည့်ပြီးလို့ရှိရင်ဖြည့်ပြီးတော့မှထည့်ပြီးမယ်အရင်ကြီးလေးဖြည့်စရာမလိုပါဘူးအဲလုံးစာဖြူဒီဘိုင်းကိုထည့်ထားပြီးပါမယ်ဖြည့်ပေးမယ်အရင်ကြီးဖြည့်စရာမလိုတာအညိုပေါ့နော်နောက်ကအညိုအတွက်စစ်ပေးမယ်ညိုလဲစစ်ပြီးအဲ့တိုင်းပဲထည့်မယ်ပေါ့ဒါပေမဲ့တော့ပဲမထည့်တော့ပါဘူးဒါတော့ကိုဒီနိုင်ငံရေးချမ်းမှာလှုပ်ရှားနေတဲ့တယောက်စာပဲပေါ့နော်တယောက်စာပဲဆိုတော့ခါကျတော့အများကြီးတစ်ခွက်စာလေးပဲပေါ့နော်အဲ့ဒါပြီးရင်လည်းသူအညိုရောင်စာမုတ်လေးတွေကိုလည်းထည့်ပေးမယ်နော်ဒါတွေကတော့ breakfast ပဲစား lunch ပဲစား dessert ပဲစားပေါ့နော်အရန်ကိုအဆင်ပြေပါတယ်ကိုကတော့တယောက်တည်းစားနေကြဆိုတော့တယောက်စား portion လေးပဲလုပ်စားဖြစ်တယ်ပေါ့နော်ပြီးရင်ဒါလေးတွေအကုန်လုံးဖိတိတ်ပြီးမယ်ပေါ့နော်အရန်ကြီးဖိစရာမလိုပေါ့နော်အရန်ကြီးဖိသွားရင်လည်းမုတ်သားရက်ဖိသွားမှာလည်းပြီးရင်ခေါ်ထားတယ်ဒီရဲ့အလူကြီးနေရာဆောင်းလေးနဲ့ပိတ်ပြီးလိုက်တယ်ပြီးလို့ရှိရင်မုတ်လေးကိုစပေါင်းပြီးနေပေါ့နော်ပေါင်းချောင်လေးရမှာထည့်ပြီးရင်မုတ်ကိုမိနစ်40ပေါင်းပေးရမယ်ပေါ့နော်ကဲမိနစ်40ပြီးတဲ့အချိန်မှာတော့မုတ်လေးလာရပါပြီအရင်တော့ပူတယ်နော်အရင်တော့ပူရတဲ့အကြောင်းလို့ကိုလုပ်မယ်ဆိုလို့ရှိရင်တော့သတိတော့ထားပေါ့အပြင်စပြီးတော့မှခွဲလို့ရပါပြီအဲ့လိုပူနေတာပေါ့နော်အဲ့ဒါကိုကတော့ဒါလေးနဲ့တော့ဒီနေ့အပြင်သားလေးကတော့နည်းနည်းလေးတော့ပေါ့နော်6တယ်ပေါ့နော်ကိုကအဲ့လိုမျိုးပေါင်းမှဆိုအပြင်သားလေးကိုကျွန်တော်အစလေးနဲ့ထည့်ပြီးရင်ပေါင်းအစလေးရေးစုပြီးတော့မှထည့်ပြီးတော့ပေါင်းရင်လည်းရတယ်ပေါ့နော်ဘောတော့မထည့်တော့ပါဘူးခွက်ကလေးကသေးရအတွက်အစထည့်လိုက်လို့ရှိရင်လည်းပြန်ပြီးတော့မှအစထဲမှာပဲအများကြီးကတ်တောင်းလို့မလို့ဆိုပြီးတော့မှမထည့်တော့ပါဘူးကဲမူသားလေးတွေကတော့ထည့်ရအီးဆက်နေရပဲအပြင်ပိုင်းလေးတော့နည်းနည်းလေးမာတယ်ပေါ့နော်အပြင်ပိုင်းလေးကိုလည်းချင်းမထုတ်တော့ပါဘူးဟိုအမာလေးနဲ့အပြင်သားအမာလေးနဲ့အတွင်းသားအပြော့သားလေးနဲ့အဲ့ texture လေးကိုကြိုက်လို့ပေါ့နော်ပြီးရင်အုံဒီလေးထည့်လိုက်တယ်ပြီးရင်နန်းထောင်းလေးထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့စားလို့ရပါပြီဒါကတော့ကိုယ့်ရဲ့မ
စား breakfast လေးပါအဲ့ဒါကိုစားတုံးလေးပေါ့နော် share လုပ်ပေးလိုက်ပါတယ်မွေးနေရောပေါ့နော်အစီလေးစမ်းစားရင်လည်းရတယ်ပေါ့နော်အားလုံးဒီလောက်ပါပဲ